ကျွန်တော်တို့မြန်မာနိုင်ငံတော်တွင်းထဲမှာပေါ့နော်ဒီပြည်သူတွေကအစိုးရအလုပ်တွေရဲ့ဝင်လုပ်ပြီးအစိုးရဖွဲ့စည်းထဲမှာနေပြီးဥပမာပေါ့ဗျာကျွန်တော်ပြည်ထောင်ရှိမယ်ကာကွယ်ရှိမယ်အဲ့ပြည်ထောင်ထဲမှာဆိုအဓိကအခရာအကြဆုံးဒီရဲဖြစ်တယ်သူဒီစစ်တပ်နဲ့မတိမ်မရင်ပဲလက်နက်ကင်လာတယ်ပြည်ထောင်အစိုးရဝန်ထမ်းနော်အဲ့တော့ကျွန်တော်ပြောချင်တာကဟိုကျွန်တော်တို့ဒီတစ်တော်ပဲဖြစ်ဖြစ်မီးတပ်ပဲဖြစ်ဖြစ်စစ်တပ်ပဲဖြစ်ဖြစ်ရဲပဲဖြစ်ဖြစ်ဆရာမပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်ဗျာအစိုးရဝန်ထမ်းလုပ်ပြီးဆိုလို့ရှိရင်အဓိကရည်ရွယ်ချက်အဓိက main ဒီသူတို့ရဲ့ကိုကျင်တရားတွေနဲ့တက်ဆိုင်နေသူတို့တွေရဲ့တဝူးချင်းစီရဲ့ကျင့်ဝတ်တွေရှိတယ်ရန်သူတွေပေါ်မှာထားရမယ့်ကျင့်ဝတ်တွေရှိတယ်စောင့်ထိုင်ရမယ့်ကျင့်ဝတ်တွေရှိတယ်အဲ့ဒီထဲမှာအဓိက main ဖြစ်တဲ့ပြည်သူလူထုပေါ်မှာစောင့်ထိုင်ရမယ့်ကျင့်ဝတ်တွေဒီကျွန်တော်တို့ main ဖြစ်တယ်เนาะအဲ့တော့ကျွန်တော်တို့ပြည်သူလူထုပေါ်မှာရဲတပ်ဖွဲ့ဒီဒါကျွန်တော်တို့ဒါမနေ့ပြန်ကြားလို့ရှိရင်ရဲတပ်ဖွဲ့ရဲ့မွေးနေ့ရှိရပေါ့နော်နှစ်ဘလောက်လဲတော့ကျွန်တော်မသိဘူးနှစ်60ကျော်လားမသိဘူးရဲတပ်ဖွဲ့ရဲ့မွေးနေ့ရှိတယ်ရဲတပ်ဖွဲ့ရဲ့မွေးနေ့မှာကျွန်တော်တို့အဲ့မှာမိကုံးပြောမဲ့လူတွေရောအဲ့ရဲတပ်ဖွဲ့ထဲမှာတာဝန်ထမ်းဆောင်နေတဲ့လူတွေရောမထမ်းဆောင်တော့တဲ့လူတွေရောကျွန်တော်တို့အဓိက main ဒီပြည်သူလူထုပေါ်မှာဥဒိတ်ပတ်စင်ရမယ်ပြည်သူလူထုပေါ်မှာပြုကျင့်ရမယ်ကျင့်ဝတ်10ပါးရှိတယ်ပြကြလို့ရှိလို့ရှိရင်ပြည်သူလူထုရဲ့အသက်အိုးအိမ်စီးစိမ်ကိုကာကွယ်ဆောက်ရှောက်နေသောမြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုပြီးတော့ဆောင်ဖို့ရှိတယ်ဟုတ်တယ်နော်အဲ့တော့ကျွန်တော်ပြောချင်တာဒီပြည်သူလူထုပေါ်မှာပြုကျင့်ရမယ်ကျင့်ဝတ်10ချက်ဒီခင်ဗျားတို့ဒီမြန်မာနိုင်ငံရဲ့ရဲတွေဖြစ်တယ်တခြားနိုင်ငံရဲတွေနဲ့ရှင်ခင်ဗျားတို့တကယ်ပဲပြည်သူလူထုပေါ်မှာပြုကျင့်ရလားရဲကျင့်ဝတ်တွေနဲ့နေထိုင်ရလားနော်အဲ့ဒါလေးကိုကျွန်တော်အနေနဲ့ဒီနေ့တော့ပြည်သူလူထုပေါ်မှာပြုကျင့်ရမယ်ကျင့်ဝတ်10ပါးကိုကျွန်တော်ဘဒုပေါမှာဖတ်မလိုက်ဖဲနဲ့ပြည်သူတယောက်အနေနဲ့ဝေဖန်ထောက်ပြသွားမှာဖြစ်ပါတယ်ဒီ10ချက်ထဲမှာဘာချက်တွေကများပြည်သူတကယ်ကြည့်ရှုတာလဲဘာချက်တွေကပြည်သူဖောက်ပြတာလဲပေါ့နော်အဲ့ဒါနဲ့ဟိုဟာဖြစ်မှာပဲဖြစ်ပါတယ်အားလုံးပဲကျွန်တော်တို့တူတူဟိုဟာဖြစ်မှာနံပါတ်1ဥပဒေဘောင်တွင်နေထိုင်ကြသောပြည်သူလူထုကိုလေးစားချစ်ခင်ပါနော်ဥပဒေဘောင်တွင်မှာနေထိုင်ကြတဲ့ပြည်သူလူထုကိုလေးစားချစ်ခင်ပါအဲ့တော့ဥပဒေဘောင်တွင်ထဲမှာနေထိုင်နေဆိုတော့ဟိုကျွန်တော်တို့ဒီဘက်နိုင်ငံရေးခင်းချင်းနဲ့ကျွန်တော်တို့သုံးသပ်ရမယ်ဆိုရင်သိကြတယ်စစ်တပ်ကိုတော်လှန်နေတဲ့လူတွေဥပဒေကိုဖောက်ပြတ်တယ်ကျွန်တော်တို့တော်လှန်ရေးကိုထောက်ခံတဲ့လူတွေဒါဥပဒေကိုဖောက်ပြတ်တယ်ပဲဆိုလိုက်တော့အခုနော်ဆိုလိုက်တော့ဟုတ်ပြီဥပဒေကိုဖောက်ပြတ်တယ်ဥပဒေကိုမဖောက်ဖြတ်တဲ့ပြည်သူလူထုကိုမင်းတို့တွေမလုပ်ခဲ့ဘူးလားပေါ့အဲ့တော့ငါတို့တွေ2021အာဏာသိမ်းမှုမှာဒီလိုမျိုးတွေဖြစ်ခဲ့တယ်ဖြစ်ခဲ့တဲ့အချိန်မှာညီမလေးမြတ်သက်သက်ခိုင်ကိုအရင်တက်လိုက်တာဒီမင်းတို့တွေစီကရဲမူကြီးနန္ဒဝင်းနော်ရဲမူကြီးနန္ဒဝင်းကနေပြီးတော့တက်လိုက်တယ်သူဘာလုပ်လဲသူမှလက်နဲ့လည်းမပါဘူးမင်းတို့တွေပြောနေတဲ့လမ်းတွေတရားတွေပိတ်တာလည်းမပါဘူးဆဲဆိုတာလည်းမပါဘူးចောင်းသူလေးကွာအသက်တော်မပြည့်သေးတဲ့ចောင်းသူလေးကွာဆိုင်ငယ်တို့လေးစွတ်ပြီးတော့မင်းတို့နေပြီးတော့ဆန္ဒပြတဲ့နေရာထိုင်ကုန်သားလေးမှာထိုင်နေလိုက်တာကိုရဲမှုကြီးနန္ဒဝင်းကနေပြီးတော့မြမတက်မတော်တို့နော် MA73 လို့ခေါ်တဲ့ဦးစီးတနက် 9.56 G နဲ့ပြစ်တဲ့တနက် sorry 9mm G နဲ့ပြစ်တဲ့တနက်နဲ့ပြစ်လိုက်တာဟုတ်တော့ဆိုဝင်ပြီးကိုမဝင်ပြီးတော့ဆုံးမသွားတာပထမဦးဆုံးပဲနော်နေလားဥပဒေဘောင်ထဲမှာနေထိုင်တဲ့ပြည်သူလူထုဆန္ဒပြတဲ့ပြည်သူလူထုတွေကိုငါမှတ်မိတယ်တောင်တကုံမှာလားမြတ်တကုံမှာလားမသိဘူးအဝန်းကြီးရှေ့မှာပရိုက်တာလုပ်နေတဲ့အကိုတွေ2ယောက်ကိုမင်းတို့ရဲတွေရနေပြီးတော့တနက်ကြီးကိုဆွဲပြီးတော့တနက်ကြီးကိုဒီလိုကင်လိုက်တယ်ကင်ပြီးတော့မှဒုံဆိုပြီးတော့အဲ့လိုရိုက်တာတော့ရဟမ်ဥပဒေဘောင်ထဲမှာနေရမင်းတို့အကြမ်းဖက်တာလည်းမဟုတ်လက်နဲ့လည်းပါတာလည်းမဟုတ်မင်းတို့နာကျင်လောင်လာလောက်တာလည်းမဟုတ်သူတို့ဖက်ဆက်လေးနဲ့သူတို့ရင်ထဲမှာရှိရတာတွေကိုကြွေးကြော်တာအော်တာကွာမင်းတို့တော့ဘာမှမဖြစ်ဘူးကွာအဲ့ဒီချိန်တော့ဟိုအတ်တို့တစ်ချောင်းတော့မပါတဲ့အရာမျိုးတွေကွာနော်ဟိုအဲ့တော့ကွာမင်းတို့ကောင်နေမင်းတို့ကမင်းတို့ပြန်စဉ်းစားတော့နော်နောက်ကျရင်ရဲတပ်ဖွဲ့နေဆိုတော့နှစ်ပြည်သူလူထုရဲ့အကျိုးစီးပွားကိုအစဉ်ဦးထိပ်ထားပါပြည်သူလူထုရဲ့အကျိုးစီးပွားကိုအစဉ်ဦးထိပ်ထားပါကျွန်တော်လေးဟိုမှာအလုပ်လေးလုပ်ချင်လို့လေအုတ်ချုပ်ရမှုရုံးမှာကျွန်တော်ဟိုဟာလေးလုပ်ပြီးသွားတယ်ထောက်ကန်စာလေးယူပြီးသွားတယ်အဲ့ဒါလေးဟိုကျွန်တော်ဒီမှာရဲစခန်းထောက်ကန်စာလေးယူပြီးယူလို့ရမှာအဲ့ဘာယူမှာလဲပြောဒါဟိုဟာဖြစ်တယ်ဒီဟာဖြစ်တယ်ပတ်စံ9000 1000လောက်ပေးလိုက်ပြီဆိုလို့ရှိရင်ပြောင်းပါဟုတ်လားမဟုတ်လားမင်းတို့သိရနော်9000 1000လောက်ပေးလိုက်တာနဲ့မင်းတို့လေတန်းအစပြောင်းမင်းတို့လုပ်ပေးလိုက်ဒီကောင်ကပြစ်မှုပဲရှိရှိခိုးမှုပဲရှိရှိဘာပဲရှိရှိညာပဲရှိရှိလုပ်ပေးလိုက်ကြပါအဲ့တော့အကျိုးစီးပွားဆိုတာဘာမြန်မာပြည်သူလူထုမှာရှိသမျှဟာအားလုံးမင်းတို့ဒီခေတ်2021ကနေစပြီးတော့အဲ့တာဝန်ထမ်းဆောင်တဲ့ရဲတပ်ဖွဲ့မှာ3ပုံပေါ်ရင်2ပုံခွဲရတယ်
ဟဲ့ပြည်သူကိုဖင်ချတဲ့ကောင်တွေဖင်ချနေတဲ့ကောင်တွေပဲနော်မင်းတို့ကောင်တွေတနက်ကြီးကင်ယူနီဖောင်းတကားကားနဲ့ငါလုံးမဟိုလမ်းမေးရဟိုစီပင်ဝန်ထမ်းတက်တာလောက်ဟိုဝိုးစာဖြစ်တဲ့လောက်ရတယ်မင်းတို့လောက်နော်မင်းတို့ကောင်တွေမိသက်တစ်ဖွဲ့လောက်တော့ဂုံတိတ်ကမရှိဘူးမိသားကတော့ပြောစရာမလိုဘူးလေနော်သူတို့တွေကလက်လက်ကင်တာလည်းမဟုတ်ဘူးဒါပေမဲ့သူတို့တွေကသူတို့ကျင့်ဝတ်ကလည်းအများကြီးမရှိတယ်လို့သူတို့ဖတ်ပြတ်ထားတဲ့ဟာလည်းမရှိဘူးဟမ်မင်းတို့အခုမြန်မာနိုင်ငံရဲတပ်ဖွဲ့ကြီးစစ်တပ်ပြီးလို့ရှိရင်ဒုတိယအကြီးဆုံးဒုတိယအင်အားအကြီးဆုံးနဲ့ဒုတိယဟိုလက်နက်အင်အားတောက်တင်းဆုံးလို့ပြောလို့ရတယ်ရဲတပ်ဖွဲ့ကြီးကမင်းတို့ကဟောဒီတကောင်ရဲစကားထောက်ကန်တာလေးရဖို့လေပတ်စံပေးမှာဘာစီးပွားရေးလေးပဲလှုပ်ပတ်စံပေးမှာဘာတစ်ခုခုပဲဖြစ်ဖြစ်ပတ်စံရမှာငိုစားကြီးစားမင်းတို့ရှေ့နေရဲနော်နံပါတ်3ပြည်သူလူထုကအနှင်းသားသောလက်နက်နဲ့လက်ပိုင်ခွင့်များအသုံးပြုပြီးပြည်သူလူထုကိုကာကွယ်ပါပြည်သူလူထုကအနှင်းသားသောလက်နက်နဲ့လက်ပိုင်ခွင့်များအသုံးပြုပြီးပြည်သူလူထုကိုကာကွယ်ပါပြည်သူလူထုကအနှင်းသားတယ်ဆိုတာငါတို့ပြောတာမဟုတ်ဘူးနော်မင်းတို့ဘောမတွေအမှရှိတယ်နော်အမှစစ်တပ်ကိုထောက်ကန်တဲ့ကောင်တွေရဲကိုထောက်ကန်တဲ့ကောင်တွေပြည်သူလူထုကအနှင်းသားတယ်ဆိုပြီးတော့ဒီစာထဲမှာပါတာနော်ဒီစက်ချက်ထဲမှာငါတို့တွေရခုအနေနဲ့ဝယ်ထားပါတယ်ဆိုပြီးပြောတာမဟုတ်ဘူးနော်စာထဲမှာဟိုကဒါဒီလုံးဝတိစဲကြီးကွာသိတယ်မချမှတ်ထားခဲ့တဲ့ဟာကြီးမင်းတို့အနင်းနာတဲ့တနက်တွေကွာမင်းတို့ပေးထားတဲ့လလာတွေဟဲ့ပြည်သူလူထုကပေးတာဓာတိစီတွေကမင်းတို့ငင်းလို့မရဘူးငါတို့သမီးပေးလို့တမက်ရတာစံပေးလို့စီရတာလာမပြောနဲ့အဲ့လိုမျိုးပြောမခံနိုင်မင်းရဲလည်းမလုပ်နဲ့စစ်သားလည်းမလုပ်နဲ့တခြားလုပ်သွားလို့โอเคတယ်နော်စောင့်ဘုတ်တွေပါတယ်ကျင့်ဝတ်တွေပါတယ်အဲ့လိုမျိုးပြောမခံနိုင်မလုပ်နဲ့အဲ့တော့လိုက်တရားဖြစ်စင်မှာဆိုလို့ရှိရင်လေကွာဟုတ်တယ်ကွာဒုတ်သားတွေပါတယ်မင်းတို့လာခောက်တယ်ပြတ်တက်လိုက်ကွာလက်ခံတယ်ကွာမင်းတို့မှာကျင့်ဝတ်တွေရှိဟိုဒါပေမဲ့ကွာရမင်းတို့မဆိုင်တဲ့လူတွေကွာတချို့တွေဆိုဘာမှန်းတော့မသိလိုက်ပဲတိတ်ဆုံးသွားတဲ့လူတွေအများကြီးပဲမင်းတို့တနက်ကြီးကင်လာပြီးတော့မင်းတို့ကောင်တွေပြည်သူလူထုကိုနှိပ်ဆက်ညှင်းပန်းတက်ဖြတ်ခဲ့တာရိုက်နှက်ခဲ့တာတွေအများကြီးစွန့်စုံပြီးလုပ်ပြီးတော့မျက်နာတွေကွန်မန်းဘူးတွေနဲ့ကန်ခဲ့တာတွေပါညာမင်းတို့တွေဝစ်လည်နေပြီနော်ရပြည်သူသစ္စာပြည်သူကြိုင်စာစူးနေမင်းတို့ကောင်တွေအခုPDF တွေနဲ့ EO တွေရှိတဲ့နယ်မြေနားတွေမှာသွားနေမင်းတို့ကခွေးတွေဝက်တွေတေးရခွေးတွေဝက်ပြေးပြေးရအဲ့ဒါဝစ်လေတာပြည်သူကျိန်စာအဲ့ဒါနော်ပြည်သူကျိန်စာတော့မင်း20ရာခိုင်နှုန်းလောက်ပဲလဲသေးရ100ရာခိုင်နှုန်းမလဲသေးဘူးမင်းတို့တွေဟိုရဲအခြေခံတင်တန်းတက်လို့ရှိရင်အခြေခံမှာဆင်းလာတဲ့တစ္ဆာဒိဋ္ဌံ၄ချက်မဟုတ်ပဲနဲ့အလံတော်ထိပြီးဆိုရတဲ့တစ္ဆာဒိဋ္ဌံရှိရနော်ဂတိတစ္ဆာရှိရအဲ့ဂတိတစ္ဆာတွေမင်းတို့ကောင်တွေမဖောက်ပြက်နဲ့နော်အဲ့ဒါပြောပြနောက်တစ်ခုပြည်သူလူထု၏ဆန္ဒကိုတရားဥပဒေနဲ့ညီဖြည့်ဆည်းပါပြည်သူလူထု၏ဆန္ဒကိုတရားဥပဒေနဲ့ညီနော်ဒါတွေကလက်နက်ကင်ပြီးတော့ပြစ်တက်ခဲ့တာတွေနော်ပြစ်ခဲ့တာတွေတတ်ခဲ့တာတွေပြုလုပ်ခဲ့တာတွေဘာတွေညာတွေကိုကြည်ချင်းအဖြစ်တရားဥပဒေကိုဒီကောင်တွေကိုယ်တိုင်ပြဋ္ဌာန်းထားပြီးဒီကောင်တွေကိုယ်တိုင်ချိုးဖောက်နေတဲ့ကောင်တွေဆိုပြီးကျွန်တော်တို့မြင်လို့ရတယ်ဗျာပြည်သူလူထုနဲ့ဆက်ဆံရတဲ့နဲ့ဒါပြည်သူလူထုနဲ့ဆက်ဆံရတဲ့ရိုင်းပြဆိုတာပြောဆိုဆက်ဆံမှုကိုရှောင်ကျဉ်မှာငါနော်ရိုင်းပြကိုမေကိုလိုးတွေရောက်တေးရဲကောင်ထွက်လာခဲ့ရောက်မင်းမေလိုးလာရောက်မြန်မာနိုင်ငံရဲတပ်ဖွဲ့ကပြစ်ပလိုက်မယ်မင်းတို့တွေဘာထင်နေလဲရောက်ဟာလုံးမသားတွေဘာညာဆိုရှေ့ကြီးတော့ပြောတော့နံပါတ်6ပြည်သူလူထုယုံကြည်ကိုးစားမှုကိုရယူပါတဲ့ပြည်သူကတော့ရှောင်လိုက်တာဆိုတာမင်းဆန္ဒတွေပြတော့တာရဲနဲ့စစ်သားဘသူသားခွေးသားအဲ့ရဲနဲ့စစ်သားဘယ်သူသားခွေးသားလို့သိရမလားမင်းရဲတွေစစ်သားတွေဟဲ့တကောင်မင်းတို့ဆဲဆိုနေတာဘာညာလောက်နေတာပြည်သူတွေကတော်တော်ယုံကြည်ပုံရနော်ပြည်သူလူထုကယုံကြည်မှုကိုရယူပါဘာညာဆိုမြန်မာပြည်သူလူထုမှာမင်းတို့ကောင်တွေကိုအကုန်လုံးစစ်တပ်လည်းတနက်တွေချလိုက်ရဲရတယ်တနက်တွေချပြီးတော့ငါတို့ထုတ်ချင်းလက်တီးချင်းထိုးကြမယ်တနက်မပါဘူးဆိုရင်မင်းတို့ကောင်တွေခဏလေးနဲ့အမှုတ်ပြတ်တယ်အမှုတ်ကြေသိလားတကယ်နော်တကယ်အမှုတ်ကြေမင်းတို့တနက်ရှိနေလို့မင်းတို့ဘာမှလုပ်လို့မရလို့တက်သိမ်းပါဆိုလို့သာဘာမှမပြောတာမင်းတို့မယုံဘူးဆိုပြည်သူလူထုမျိုးယုံကြည်မှုရလားမရလားတနက်တွေမင်းတို့လက်လက်ကင်လူသေးစီမဲ့ရဘာမှမပါပဲလက်တီးနဲ့ထိုးပြီးတက်ကြီးဆိုရင်တော့မင်းတို့ကောင်တွေ9ရက်နဲ့အကုန်ပြောက်တယ်စစ်သားရဲရောနော်ပြည်သူလူထုကယုံကြည်လားမယုံကြည်လားတော့မပြောနဲ့ခေါ်ပြည်သူလူထုရဲ့ရိုးရဒလိထုံးစံများကိုလေ့လာပါတဲ့ဒါတော့လူမျိုးရေးခွဲခြားတာသိပါလေစစ်တပ်နဲ့ရဲတွေကဒါကိုယ့်ဘာကိုဒါတိုင်းသားလက်နက်ကင်တွေတိုင်းသားတွေအသီးဆုံးနော်ရှေ့ပြည်သူလူထုအတွက်တရားဥပဒေနဲ့ညီခွင့်ရေးများကိုကာကွယ်ဆောက်ရှောက်ပါပြည်သူလူထုအတွက်တရားဥပဒေနဲ့ညီခွင့်ရေးများကိုကာကွယ်ဆောက်ရှောက်ပါဘာခွင့်ရေးရှိလို့လွတ်လပ်စွာပြောဆိုပိုင်ခွင့်လွတ်လပ်စွာကိုးကွယ်ပိုင်ခွင့်လွတ်လပ်စွာသဘောထားကွဲလွဲပိုင်ခွင့်လွတ်လပ်စွာခံယူပိုင်ခွင့်လွတ်လပ်စွာလုပ်ပိုင်ခွင့်လွတ်လပ်စွာပြောဆိုခွင့်ဘာရှိလို့တော့မင်းတို့ဒီလိုထားရင်လည်းဖမ်းတယ်နေ့စီမှပိုင်လည်းပိုင်တယ်တနခါလိမ့်လည်းဖမ်းတယ်အမေစုကြားမှာပါစီနေကောင်းပါစီပြောတာဆဲတာလည်းမပါဘူး PDF ထောက်ကန်တာလည်းမပါဘူး
သူတို့ယုံကြည်တဲ့လူတရားကိုကြမ်းပါပါစေနေကောင်းပါစေအချုပ်တော်မှာမြန်လို့လွတ်မြောက်ပါစေဆုတောင်းတာလည်းဖမ်းတယ်ဒါဘာခွင့်ရေးတယ်တောက်ဆောင်မှာကိုလောက်ပိုင်ခွင့်နဲ့အာဏာကိုခွင့်ကောင်းယူပြည်သူလူထုကနိုင်မကျင့်မြင်တတိပြုပါလောက်ပိုင်ခွင့်နဲ့အာဏာကိုခွင့်ကောင်းယူပြည်သူလူထုကနိုင်မကျင့်မြင်ရင်တတိပြုပါလောက်ပိုင်ခွင့်နဲ့လည်းလောက်တယ်လောက်ပိုင်ခွင့်မရှိလည်းလောက်တယ်အဲ့အောင်ရဲဝါရအောင်အာဏာသိမ်းလာရအောင်စစ်တပ်ပင်ငါတို့ပဲဝါရအောင်အကြီးဆုံးကမင်းကိုလောက်တယ်ကွာမင်းဘယ်ကောင်တိုင်ပါလဲဘာလုံးမှာမင်းဘာကောင်လဲရအောင်ပေးလိုင်းကြီးပေးရလိုင်းကြီးပေးချဲမင်းနှလုံးကြီးရောင်းတော့ငါသိတယ်နော်ရမင်းလိုင်းကြီးပေးအဲ့အောင်မင်းဒီဂိတ်ကိုကြော်တာဘယ်နှခါရှိနေပြီပေး1000အဲ့ငါလိုးမှလာ1000နဲတယ်မင်းကို9000ပြန်ပေးလိုက်မယ်ငါလိုးမှရ1000ပေးဘာညာမင်းတို့ကောင်လေကြီးတော့ကြီးစရာပြည်သူနံပါတ်10ကပြည်သူလူထုကြီးတားပြိုသမီးပြိုလေသားမရတော့စီးဆောက်ပါတချို့မိန်းကလေးတွေဝင်ခွန်ထက်ဆိုတာတွေကတွေ့လားကျမတို့ရဲစခန်းထဲရောက်သွားတဲ့ချိန်မှာတားပြောမရပြောဖိလိုးမတွေပါတယ်နေလို့တပ်ပလိုက်မယ်တွေပါတယ်ညာတွေဟိုကိုင်းနေဒီကိုင်းနေလောက်ပြီးကျမတို့ဟိုဘယ်လိုပြောပြရမလဲကျမတို့ဟိုစိတ်တက်တွေကြအောင်စိတ်တန်ရာရအောင်เนาะဟိုကိုင်းဒီကိုင်းခါးကိုင်းဖင်ကိုင်းတဲ့အဆင့်တွေထိဒီတင်မားတွေရင်မားတွေကိုင်းတဲ့အဆင့်တွေထိကြုံခဲ့ဘူးလားကွာသိရမလားသူ့ဟာသူနိုင်ငံရေးလုပ်လို့ထောင်ကြတာထောင်သားတယောက်ဖြစ်သွားပြီသူ့မှာထောင်သားတယောက်ရဲ့လွတ်လပ်ပိုင်ခွင့်ရှိရဲမင်းတို့နိုင်ငံရေးလုပ်တာနဲ့လူတွေကစလုပ်တာတော့မြန်မာနိုင်ငံရဲတပ်ဖွဲ့ကြီးမြန်မာနိုင်ငံရဲတပ်ဖွဲ့ကြီးကိုမြန်မာနိုင်ငံရဲတပ်ဖွဲ့ကြီးကိုလီးပဲလို့ထင်တယ်မြန်မာနိုင်ငံရဲတပ်ဖွဲ့ကြီးကိုလီးပဲလို့ထင်တယ်လို့ပါလားကျေးဇူးလူထုနော်မင်းတို့ကတခုမှလည်းမညီပါဘူးညီပါတယ်တခုတစ်ခါတလေအဲ့တခုထဲမှာမှနှစ်ပိုင်းဝဲသွားပြီတချို့တခုတလေတော့ညီဟိုဒါပေမဲ့သွားပြီမင်းတို့ရဲ့ဂုံတိတ်ခါစစ်တပ်ကြောင့်မကြဆင်းသွားပြီကိုယ့်ဘာကိုမတိမတာလေးနေကွာနောက်ဆုံးမဆိုင်လို့နေထွက်ပြေးကြနော်တပ်ရဲပြေးလောက်ကြစစ်ပြေးလောက်ကြနော်စီဒီယန်လောက်ကြဒါပဲရှိတာပဲအလင်းဝင်ကြခုတော့ပြည်သူလူထုကမင်းတို့ငါပြောခဲ့သလိုပြည်သူလူထုကမင်းတို့ယုံကြည်တော့လားမယုံကြည်တော့လားမုန်းတီးနေလားမမုန်းတီးနေဘူးလားဆိုရင်မင်းတို့ရဲစစ်သားတွေအကုန်လုံးလက်နက်တွေချလိုက်လက်သီးနဲ့ပဲထိုးသက်ကြီးဆိုရင်မင်းတို့ရဲစစ်သားကို10ထဲနဲ့အကုန်သေးတယ်နော်အဲ့ဒါလေးပြောချင်တာโอเคအားလုံးပဲကျေးဇူးတင်ပါ